မိခင်နိုင်ငံနဲ့ဝေးကွာပြီးပြည်ပမှာပညာရှာအလုပ်လုပ်နေကြတဲ့လူငယ်တွေအတွက်အိမ်လွမ်းဝေဒနာဆိုတာတကယ်ကိုခံစားရခက်တဲ့အရာတစ်ခုပါအထီးကျန်တာမိသားစုနဲ့တငယ်ချင်းတွေကိုသတိရတာအစားအသောက်အသားမကျတာတွေကစိတ်ဓာတ်ကိုကြာဆင်းစေနိုင်ပါတယ်ဒီဝေဒနာကိုအမြင့်ပြတ်အောင်မလုပ်နိုင်ရင်တောင်စိတ်သက်သာရာရစေပြီးဘဝကိုအကောင်းဆုံးရှေ့ဆက်နိုင်မဲ့အိမ်လွမ်းဝေဒနာဖြေဖြောက်နီလန်းကောင်းများကိုမျှဝေပေးခြင်းပါတယ်အိမ်ရဲ့အတိတ်ဘယ်ကိုပြောင်းလဲသတ်မှတ်ပါအိမ်ဆိုတာနေရာတစ်ခုတည်းတင်မဟုတ်ဘဲစိတ်အခြေအနေတစ်ခုလည်းဖြစ်တယ်မိမိလက်ရှိနေထိုင်တဲ့အခန်းကျင်းလေးကိုပဲဖြစ်ဖြစ်မိမိအတွက်စိတ်အလုံးစုံဆုံးနဲ့အနှွေးထွေးဆုံးနေရာဖြစ်အောင်ဖန်တီးပါအလုပ်ဒါမှမဟုတ်ကျောင်းကပြန်လာရင်တက်တောင့်တက်တာအနားယူနိုင်တဲ့တီးတန့်ကဘာငယ်လေးတစ်ခုဖြစ်အောင်တန်ရှင်းတက်ရစွာပြင်ဆင်ထားခြင်းကစိတ်အပန်းပြေစေပါတယ်နံပါတ်1အနေနဲ့မြမအတရဝွန်းသို့မဟုတ်တငယ်ချင်းတင်များကိုရှာဖွေပါအထီးကျန်ခြင်းကအိမ်လွမ်းစိတ်ကိုပိုဆိုးစေတယ်မိမိရောက်နေတဲ့ဒေသကမြမလူငယ်အဖွဲ့အစည်းများကျောင်းသားအသင်းအဖွဲ့များသို့မဟုတ်ဘာသာရေးအသင်းအဖွဲ့များမှာပါဝင်လှုပ်ရှားပါတခြားနိုင်ငံကလူမျိုးစုံတွေနဲ့လည်းမိတ်ဆွေဖွဲ့ပါသူတို့လည်းတင့်လိုပဲအိမ်လွမ်းနေကြတဲ့သူတွေဖြစ်နိုင်တာမို့အချင်းချင်းနားလည်မှုပေးနိုင်ပါလိမ့်မယ်ပရဟိတလုပ်ငန်းများတွင်လည်းပါဝင်ပါသူတစ်ပါးကိုကူညီရခြင်းကစိတ်ကိုအတိုင်းအဆမရှိပြည့်စုံစေပါတယ်ကျောင်းအတိုင်းအဝိုင်းသို့မဟုတ်ဒေသခံပရဟိတအဖွဲ့အစည်းတွေမှာအချိန်ပိုင်းစေတနာဝန်ထမ်းဝင်လုပ်ကြည့်ပါတခြားသူတွေကိုကူညီပေးရင်းနဲ့ကိုတန်ဖိုးရှိမှန်းသိလာရသလိုအလိုလိုနေရင်စိတ်တက်ကြတာအထီးကျန်တာတွေလည်းလျော့ပါသွားပါလိမ့်မယ်နံပါတ်2အနေနဲ့ချက်ပြုတ်ခြင်းဖြင့်အိမ်ကိုတရိယာခြင်းကိုဖြေဖြောက်ပါအစားအသောက်ကအိမ်ကိုအမြန်ဆုံးပြန်ရောက်သွားသလိုခံစားရတဲ့အရာပါအမေချက်ပေးလေးရှိတဲ့သို့မဟုတ်မိမိအကြိုက်ဆုံးမြမဟင်းတွေကိုကိုယ်တိုင်ချက်စားကြည့်ပါအာရှစရိုးတွေမှာမြန်မာပြည်ကဟင်းခတ်အမွှေးအကြိုင်တွေဝယ်လို့ရပါတယ်ဟင်းချက်လက်ရမျိုးအိမ်ချက်လက်ရမျိုးပြန်ရတဲ့အခါစိတ်ထဲမှာအိမ်နဲ့နီးစပ်သွားသလိုခံစားစေရပါလိမ့်မယ်နံပါတ်3အနေနဲ့အဆက်အသွယ်ပုံမှန်လုပ်ပါဒါပေမဲ့အလွန်အကျွံတော့မဖြစ်ပါစေနဲ့နီးပညာကြောင့်ယခုခေတ်မှာဗီဒီယိုခေါ်ပြီးမျက်နှာချင်းဆိုင်စကားပြောဖို့လွယ်ကူနေပါပြီမိသားစုတငယ်ချင်းတွေနဲ့အချိန်တစ်ခုသတ်မှတ်ပြီးပုံမှန်ဖုံးပြောပါသတိပြုရမှာကတနေကုန်ဖုံးပြောနေတာမျိုးအိမ်ကအကြောင်းတွေကိုပဲအချိန်ပြည့်တွေးပြီးစိုးရိမ်နေတာမျိုးကလက်ရှိရောက်နေတဲ့ပတ်ဝန်းကျင်မှာအသားကျဖို့နှောင့်နှေးစေနိုင်ပါတယ်မျှတယုံမဲ့ဆက်သွယ်ပါနံပါတ်4အချက်ကမိမိရဲ့အခန်းကိုမိသားစုရနံလေးတွေတွန့်ထားပါအိမ်ကအမှတ်တရဓာတ်ပုံလေးတွေကိုဇပွဲပေါ်မှာတင်ထားတာနေရာမှာကတ်ထားတာမျိုးလုပ်ပါမြန်မာပြည်ကယူလာတဲ့တနခါတော့သို့မဟုတ်မိမိအိမ်မှာသုံးလေရှိတဲ့ရေမွေးအမွှေးတိုင်နှံ့တာမျိုးကိုအခန်းထဲမှာသုံးပေးခြင်းကစိတ်ကိုလုံခြုံမှုနဲ့နှွေးထွေးမှုပေးစွမ်းနိုင်ပါလိမ့်မယ်ကိုယ်လက်လှုပ်ရှားမှုနဲ့သဘာဝတရားကိုလည်းအသုံးချပါစိတ်ညစ်ပြီးအခန်းထဲမှာပဲအောင်းမနေပါနဲ့ရာသီဥတုတာယာတဲ့နေမျိုးမှာပန်းကြံတဲ့လမ်းလျှောက်တာတစ်ပင်စိမ့်စိမ့်တွေကိုကြည့်တာနေပူစာလုံနာမျိုးတွေလုပ်ပေးပါကိုယ်လည်းလှုပ်ရှားမှုလုပ်တဲ့အခါဩ
ဦးနှုတ်ကနေစိတ်ပျော်ရွှင်စေတဲ့ဓာတ်ပစ္စည်းတွေကိုထွက်ရှိလာစေလို့အိမ်လွမ်းစိတ်ကိုဖြစ်ပေါ်တဲ့စိတ်ဖြစ်စည်းမှုကိုတဘာဝအတိုင်းလျှော့ချပါစေတယ်နံပါတ်5အနေနဲ့ကိုအလုံးရှုံအောင်ထားပါအားနေတဲ့အချိန်တွေကအိမ်လွမ်းစိတ်ကိုဖိတ်ခေါ်နေသလိုပဲကျောင်းစာအလုတ်အပြင်ဝါဒနာအသစ်တစ်ခုခုစမ်းသပ်လုပ်ခိုင်းပါဥပမာအားကစားလုပ်ခြင်းဘာသာစကားအသစ်သင်ခြင်းစာဖတ်ခြင်းအပြင်ထွက်ပြီးမြို့ပတ်တာကော်ဖီဆိုင်ထိုင်တာမျိုးလုပ်ပြီးလက်ရှိရောက်နေတဲ့နေရာသစ်ရဲ့အလှပတွေကိုခန်းစားကြည့်ပါဒေသန္တရဘဝတုတယဉ်ကျေးမှုနဲ့ဝဲတော်များတွင်ပါဝင်ဆင်နွှဲပါကိုယ်ယဉ်ကျေးမှုထဲမှာပဲပိတ်မိမနေပဲရောက်ရအရက်ကအသည့်အဆန်းတွေကိုရဲဝံ့လေ့လာကြည့်ပါအိမ်ရှင်နိုင်ငံရဲ့ရိုးရာပွဲတော်တွေလမ်းလျှောက်တကြံပွဲများသို့မဟုတ်ဒေသခံပွဲသဘင်များကိုတွားရောက်လဲပတ်ပါဒေသခံတွေစားတဲ့အစားအစာတွေကိုမြည်ဆန်းကြည့်တာသူတို့ရဲ့လူနေမှုပုံစံကိုလေ့လာတာတွေသင်ကိုအထီးကျန်ဆံမနေစေပဲကဘာကြီးကိုပုံမကျေပြန့်စွာမြင်လာစေပါတယ်အနာဂတ်အတွက်မျှော်လင့်ချက်ပန်းတိုင်အသေးလေးများထားပြီးအိမ်လွမ်းစိတ်ကလူကိုတက်ကြွမှုမရှိပဲထိုင်းမှိုင်းစေတတ်တယ်ဒါကိုကြော်ဖြတ်ဖို့ဒီအပတ်ပိတ်ရကြရင်မြို့လေကပြတိုက်ကိုသွားမယ်လာမဲ့လကြရင်ခရီးတိုလေးတစ်ခုထွက်မယ်ဆိုပြီးမျော်လင့်ဆောင်စားရတဲ့အစီအစဉ်အသေးလေးတွေကြိုတင်ချမှတ်ပါဒီလိုလုပ်ခြင်းကစိတ်ကိုအတိတ်ကအိမ်အကြောင်းတွေထဲမှာပဲနစ်မနေစေပဲအနာဂတ်စီဥတည်စေပါတယ်နံပါတ်6အနေနဲ့ခံစားချက်ကိုငြင်းမဆန်ပစ်ပါနဲ့အိမ်လွမ်းတာဟာပြောညံ့လို့မဟုတ်ပါဘူးတဘာဝကြတဲ့စိတ်ခံစားချက်တစ်ခုမဟုတ်ငါအိမ်လွမ်းနေတယ်ဆိုတာကိုလက်ခံလိုက်ပါငိုခြင်းငိုပြစ်လိုက်ပါဓမ္မမဟုတ်ဒဏ်ရာတွေထဲမှာချရေးပါစိတ်ထဲကအုံမှိုက်နေတာတွေပေါ်ပါသွားပါလိမ့်မယ်သိထားရမယ့်အချက်ကသင်ဟာရည်မှန်းချက်တစ်ခုအိမ်မက်တစ်ခုကြောင့်မိသားစုနဲ့ခွဲပြီးဒီနေရာကိုရောက်နေတာဖြစ်တယ်လက်ရှိဖြတ်သန်းမှုယာယီသာဖြစ်ပြီးနောက်တစ်ချိန်အောင်မြင်မှုတွေနဲ့အိမ်ပြန်ရမယ့်ရက်ကိုတွေးပြီးခွန်အားမွေးပါအခုသင်ခံစားနေရတဲ့အိမ်လွမ်းဝေဒနာဟာသင်ဟာအချစ်တွေနှွေးထွေးမှုတွေရှိတဲ့မိသားစုနောက်ခံကောင်းတစ်ခုကနေလာခဲ့တာမို့လို့ပဲဖြစ်တယ်ဒါဂုဏ်ယူစရာဖြစ်ပြီးဒီအလွမ်းတွေကိုအားရင်အဖြစ်ပြောင်းလဲပြီးလက်ရှိနေရာမှာအကောင်းဆုံးရှင်သန်မှာပြပရောက်မြန်မာလူငယ်များအားလုံးစိတ်ရောကိုယ်ပါကျမ်းမာရှင်လန်းကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်